ယောမဩရစာကံရဲ့စနစ်အငယ်တိသေးမှာဆွေဖယားခင်နဲ့တတ်တော်မူဖွဲ့သောလက်ခဏာနဲ့ပြည့်စုံသောရစ်ကိုတင်တို့တယ်ပူဇော်၍မြင့်မြတ်ကိုခန္ဓာကိုဖျားခင်အားစက္ကချင်းတီးဟူသောတင်တို့ပြုအပ်သောဝတ်ကိုပြုမိအကြောင်းလို့တွေ့ရတယ်ယုံကြည်သူများကဖယားရဲ့ချီးမြှောက်ခြင်းကိုခံရဖို့ရအတွက်တခုတည်းလူအပ်တာကရစ်ဖြစ်ဖို့ပဲအာဗြဟံရဲ့တာက8ယောက်ရှိတယ်ကပောင်ညခန်းကြီး23မှာရောက်လာတဲ့ခါမှာစာရာတည်သွားပြီးအခန်းကြီး25မှာရောက်လာတဲ့ခါမှာကအာဗြဟံကကေတူရာဆိုတဲ့မိန်းမတယောက်နဲ့အိမ်ထောင်ပြန်ပြုတ်တယ်အဲ့မှာကေတူရာကနဲ့မွေးဖွားလာတဲ့တားများကဇိမရာရိုရှာမေဒန်မီဒန်ဣရှဘဲရှုအာအားလုံးအမှ6ယောက်ပြင်းရဲ့ဣဇက်နဲ့ဣရှမေလပေါင်းရင်10ယောက်အဲ့ဒီထဲကဣဇက်တယောက်ပဲရစ်ပလိန်ပေါ်မှာရောက်သွားတာအာဗြဟံကိုဖျားခင်ပြောပါတယ်တိတ်အလုံးချစ်တော်တယောက်တည်းတော့တာဣဇက်ငါ့ကိုမောရိတောင်ပေါ်မှာလာပူဇော်လို့ပြောတဲ့အခါမှာအာဗြဟံကဖျားစကားကိုနားထောင်တယ်တွေ့ငယ်သား2ယောက်နဲ့မီးကိုကုန်းနဲ့တင်ပြီးမှထွက်သွားတယ်3ရက်မြောက်3နှစ်မှာတောင်ကိုတွေ့ရတဲ့အခါမှာတွေ့ငယ်သား2ယောက်အောက်မှာထားခဲ့တယ်မီးထားခဲ့တယ်ဣဇက်တို့ကိုမီးရှို့မဲ့ထိန်ကိုဣဇက်ကိုထမ်းခိုင်းတယ်တောင်ပေါ်မှာရောက်သွားတဲ့အခါမှာအာဗြဟံကရစ်ပလင်တီတယ်အဲ့ပေါ်မှာထိန်နဲ့စီတယ်ဣဇက်ကိုကျိုးနဲ့ချီပြီးမှရစ်ပလင်ပေါ်မှာတီလိုက်ပြီးမှတတ်ဖို့လုပ်တယ်တကယ်ဆိုဣဇက်ယုံလို့ရတယ်ဘာကြောင့်လဲဆိုတော့ဣဇက်ကသူ့ကိုမီးရှို့ရမယ့်ဟာတုံးတဲ့ထိန်ကိုကတချောင်းမှမရတာအဲ့ဒီထိန်ကိုဣဇက်ပဲထမ်းတက်လာတဲ့အတွက်ဣဇက်ကအရွေရောက်ပြီးသားခွန်အားရှိတဲ့လူပြူတယောက်ပဲဒါပေမဲ့ဣဇက်ကသူ့ရဲ့အဖေလို့တဲ့မြအားလို့ကိုဝန်ခံတဲ့သူမယုံပါဘူးယေရှုကတော့လေလက်ဝါကားထဲမှာအသိခံရမယ့်ကိစ္စကိုဂေတရှင်မှာအရမသူဆုတောင်းတယ်အဖာဤခွက်ကိုအကျွန်တော်မှလုံသွားလို့ရရင်လုံသွားပါစေတို့တော့အကျွန်တော်ရဲ့အလိုအတိုင်းမဖြစ်ပါစေနဲ့ကိုရောရဲ့အလိုတော်အတိုင်းပဲဖြစ်ပါစေလို့သူဝန်ခံတယ်ယေရှုခရစ်တော်ကခမည်းတော်ရဲ့အလိုတော်ကိုသူဝန်ခံခြင်းကရစ်ဖြစ်တယ်အာဗြဟံရဲ့သားဣဇက်တယောက်တည်းပဲအာဗြဟံရဲ့အမွေဥစ္စာအားလုံးကိုသူခြုံသွားတာဣရှမေလဆိုရင်တို့ရဲ့အမေဟာဂရာရဲ့ပခုံးပေါ်မှာအာဗြဟံကမောက်နဲ့ရီတဘူးပဲထည့်ပေးလိုက်တယ်ကေတူရာနဲ့ရလာတဲ့တား6ယောက်ပေါ်မှာလဲဆွလပဲအနေငယ်ပဲပေးတာအာဗြဟံအမွေဥစ္စာအားလုံးဣဇက်အကုန်ကျုံသွားတာယေရှုခရစ်တော်ကလည်းလဝါကားထဲမှာအသိခံပြီးတကြိုပြေ3ရက်မြောက်တော့နေ့မှာရှင်ပြန်ထမြောက်လာတဲ့ခါမှာဘွဲနာမတကာတို့တဲ့ကြီးမြတ်သောဘွဲနာမတော်ကိုယေရှုခရစ်တော်ကိုခမင်းတော်ကချီးမြှင့်ပေးလိုက်တဲ့အခါခမင်းတော်ရဲ့အလိုတော်ကိုဝန်ခံခြင်းပဲဖြစ်တယ်တမန်တော်ရှင်ဘောလကလည်းတမန်တော်တို့အခန်းကြီး16အငယ်6ကနေကျော်စကြည့်လိုက်တဲ့အခါမှာပေါလုတို့ဧဝံဂေလိတွားချင်တာကဘယ်တုံပြီးဒါမဲ့ဝိညာဉ်တော်သူ့ကိုတားတယ်မာကီဒိုနဲ့ပြည်ကိုတွားစေချင်တဲ့အရာကိုပေါလုပြန်လေဝန်ခံလိုက်တဲ့အခါမှာပေါလုဒီလိုပြောပါတယ်ယခုမှစရဓမ္မတလဖို့တဲ့ငါအဖို့တူထားလျက်ရှိပေါလုကဒီလောကနဲ့မထွက်ခင်လေးမှာသူထွက်တဲ့နေ့တနေ့ချရေးတဲ့ထိုတခင်ကသူ့အတွက်ဓမ္မတလဖို့ကိုပြင်ဆင်ပေးတဲ့အရာကိုသူ့ကိုပေးမယ်လို့သူပြောပါတယ်ဒီနေ့ယုံကြည်သူများကျွန်တော်ဖခင်ကရှေ့မှာရစ်ဖြစ်မှပဲဖခင်ကကျွန်တော်ချီးမြှောက်ပေးလို့ရမှာဖခင်ကရှေ့မှာဖခင်နဲ့တတ်တော်ရည်ဆိုတဲ့နေရာမှာကိုယ့်ရဲ့အသွေးသားစံသားနဲ့ကိုက်တဲ့နေရာကိုနေချင်တဲ့နေရာကိုဖြစ်ချင်တဲ့နေရာကိုပဲကျွန်တော်ဇွရင်လောက်ချင်မဟုတ်ပဲနဲ့ကိုယ့်ရဲ့အသွေးသားစံသားနဲ့ကိုက်ချင်ကိုက်မကိုက်ချင်နေဖခင်ကရှိစေချင်တဲ့နေရာဖခင်ကလောက်စေချင်တဲ့အရာကိုဒီနေ့ကျွန်တော်ဝန်ခံမှတာလေဖခင်ရှေ့မှာရစ်ဖြစ်ပြီးအဲ့လိုအတ္တကိုဖခင်ကချီးမြှောက်ပေးလို့ရတယ်